လွမ်းတရားကိုနာတရားနဲ့ဖြေနှစ်ကိုယ်သူပြောခဲ့တဲ့တန်တရားဟာ9 နှစ်ပဲကြာမယ်လို့ဘယ်သူထင်ပါလဲအဲ့ဒီနေ့ကသူလက်ဆောင်ပေးထားတဲ့တန်လက်ပတ်နာရီလေးဆက်ရက်သွားတယ်ကဘာကြီးကကျင်းချင်းလေးပါဒီမျိုးလေးကတော့ကဘာကြီးတဲ့ပူကျင်နေမလားဝီးသွားရင်တမျိုးတည်းပြီမဲ့ကဘာချားသွားတယ်လို့မျိုးဆိုတာယုံသွားပြီဘိုးကျိုးလမ်းတစ်လျှောက်ချမိရဲ့ငါတပြင်းလေးပြန်ရှာမတွေ့တော့ဘူးဆိုင်ကယ်ဘက်မှန်တွေကကဘာလေးမရှိတော့ဘူးရဲရန်လွင်လွင်တွေတသက်တာငါလက်ကိုတွဲထားမယ်လို့ယုံကြည်ခဲ့မိတာတထစ်ချပြုတ်ပြင်ပြီးလို့လှပနေတဲ့မြကန်တာကြီးကအချိန်ရရင်ပန္နာမလေးခေါ်ပြီးသူ့စီလာခဲ့ပါဦးနဲ့ငါဘယ်လိုပြန်ပြောရမလဲစိန်ကျိုးသက်ဖះเจ้าရှိကညာသေးတန်းကြီးကငါ့ကိုခနဲ့တယ်နှလုံးသားမပါရင်သူ့စီမလာပါနဲ့တဲ့ဖះရိတ်ကအေးချမ်းတယ်မင်းမပါတဲ့ဆူလာမူလေးချင်းပြင်ငါတယောက်တည်းလျှောက်ကြည့်တော့ကန္နာရတဲ့လျှောက်နေရသလိုရွှေဘုံဝစ်တောင်ပေါ်ကတယောက်တည်းကြည့်ရတဲ့တောင်ကြီးမြို့ရှုခင်းကအထီးကျန်နေရပြီမနက်စာရှမ်းကောက်ဆွဲကအစတောက်နေကြလက်ဖက်ရည်အစုံငါ့ကိုလှောင်နေတာများနှိမ့်ဆတူပါလက်မောင်းကိုလူကက်ခံရဘူးရင်လူယူပြန်နေဆိုတာဘယ်ဆရာဝန်မှမသိကြဘူးကက်ရကတဆင့်အချစ်စိတ်တက်ပြီးအလွမ်းယောဂဖြစ်တယ်ထင်ပါရဲ့ငါမှမင်းကိုယူယူမူမူတတိတွေရအချစ်စစ်တို့ခီမဖြောင်ပြူဘူးဆိုတာမင်းစိတ်ကောက်တာကိုတော့မမီပါဘူးလို့ပြောခဲ့တော့ကလက်သီးစုပ်ကလေးရှင်ဘက်ကြီးကိုရန်ရှာတယ်အခုတော့လက်သီးစုပ်ကလေးရှင်ဘက်ကြီးကိုစိတ်ဆိုးနေပုံများလူကြီးမင်းခေါ်ဆိုသောဖုန်းမှာဝီစကီနဲ့ရေခွဲပူပေါင်းပြီးမျက်လုံးအိမ်ထဲကမျက်ရည်ကိုတိုက်ထုတ်တဲ့တော်လန်ကြီးနိုင်မှာမဟုတ်ဘူးဘလောက်ကြအလံဖြူထောင်မှာမဟုတ်တဲ့မျက်ရည်စားပဲမိခိုးရောင်နေတိုင်းကွက်နင်းနေပြီအသေးကွဲနေပုံပေါ်တဲ့ကြဲတွေကိုဆေးလိမင်းကြီးပေးလိုက်တယ်မျက်ကွင်းညိုညိုလေးပါဖောင်ဖောင်လေးနှုတ်ခမ်းပါပါလေးစိတ်ရဲ့ဘယ်ခန်းကိုပဲဖွင့်မင်းပုံရိပ်တွေကြီးပဲတတူထိုးရင်လူမိုက်လို့ထင်နေတော့လားကို့အည်ပြားကမင်းနဲ့မီလေးကငိုတယ်အလွမ်းသချင်းတွေပဲနားထောင်နေလို့တဲ့ငကြက်ကလေးကငိုတယ်ဘုရားဟောတဲ့သင်္ကာရကိုစန့်ကျင်ပြီးစိတ်နဲ့ချီတဲ့ကြိုးလေးမြဲမယ်ထင်ခဲ့တာရှင်းလုံးလေးမရှိတော့စွန်လေးလဲလေဟုန်ကိုမဆန်နိုင်ပဲဝင့်ဆင်သွားရကျိုးဆဲမဲ့လက်သွေးလေးမရှိတဲ့နောက်ရုပ်သေးရုပ်လေးအသက်ဝင်မလာတော့ဘူးအချိန်ဆိုတာလဲမှင်ပြားနဲ့ရေးခဲ့တဲ့အမှတ်တရတွေကိုခက်ပြက်နေဖြတ်နေရတယ်လို့တန်ရောစဉ်ဖြတ်တယ်ဆိုတာကျိုးကိုကကြီးနဲ့ဖြတ်ရတာမှမဟုတ်ရေကိုဓာတ်နဲ့ဖြတ်နေရတယ်လို့ဝေးခဲ့ရပြီမဲ့မင်းလည်းသတိရနေမှာမဟုတ်လားမာနာတွေကျိုးစီတင်လို့မင်းစီပြန်လာမဲ့ငှက်ပါအချစ်လောင်ရင်လေးဖွင့်ပြီးကျိုးနေမှာမဟုတ်လားမင်းမျက်နှာနေတပြောင်းမှမထိုးရအောင်ထီတော့မိုးကြီးပြန်လာမယ်ရှမ်းခောက်ဆွဲနေပြီးမယ်စားတော်ကြီးပြန်လာမယ်မြတ်တော်ပြည်ဖို့အပျော်တွေပေးမဲ့အချော့တော်ကြီးပြန်လာမယ်ဒီတစ်ခါပြန်လာရင်မင်းဟာဘရင်မငါဟာစစ်သူကြီးမင်းမျက်ရည်တပေါက်ကြရင်ကဘာကိုစစ်ကျင်ရမယ်မင်းကိုလာထိသူမှန်သမျှအတွက်21ရာစုဟမ်မူရာဘရင်ဥပဒေကိုကျင့်သုံးမယ်ကိုအတွေးနဲ့ကိုပြောနေခြင်းလူတဲ့လူချင်းဆောင်တော့ပန်ကလီနာပြားတွေဝဲလို့မာနကိုကျိုးစင်မတင်ခင်လင်ဝေးကိုအရင်ကျိုးစင်တင်ရမယ်ခင်ပြန်တိုက်မိမယ်အထင်နဲ့ဒီနေရာမှာပဲရက်နေတာကဘာလေတာထက်မျက်ရည်လေတာပုံမြန်တယ်ဒီတော့တန်းစရာကိုနာစရာနဲ့ဖြေဖို့ငါလက်တီးကနိုင်ရန်ကိုစိန်ခေါ်လိုက်ပြီပရိဒါလီကလက်ဖြံသွေးကြောပုံမှာဝဲလို့ခုံပေါ်ကအစ်စ်ပလင်းငါ့ကိုပြုံးပြနေပြီဒီညအိပ်ပျော်သွားရင်အေးချမ်းသွားမယ်တော့ထင်ပါတယ်